နွေဦးသစ္စာ channel ကနေပြီးတော့ကြိုဆိုပါရခင်ဗျာ2026ခုနှစ်မတ်လ20ရက်နေ့ညပိုင်းအတွက်တင်ဆက်ဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီထိကြိုက်စစ်မျက်နှာမှာပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတွေနဲ့ပူးပေါင်းတိုက်ပွဲဝင်နေကြတဲ့အကြောင်းနောက်ပြီးတော့ကတားမှာရှိတဲ့မဟာလေးတပ်ကျောင်းကိုစစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့တန်ဃာတော်နဲ့စစ်ဆောင်အများပြားတေဆုံးတရားရရှိတာတွေရှိတဲ့အကြောင်းနောက်လက်နက်ကင်အချင်းချင်းပြဿနာဖြစ်ရင်တော်လန်ရေးထိခိုက်နိုင်တယ်လို့ KIA ကပြောလိုက်တဲ့အကြောင်းစစ်တပ်ကင်းစင်တဲ့နိုင်ငံရေးစနစ်သစ်ကိုဥတီဖို့လက်နက်ကင်ခုခံတော်လန်တဲ့နီလန်းကတပါတခြားရွေးချယ်စရာမရှိဘူးလို့ချင်းအမျိုးသားတပ်ဦးဥက္ကရာကပြောလိုက်တဲ့အကြောင်းလဲတင်ပြပါမယ်နောက်ပြီးတော့ကမ္မမြို့ရေတန်းဆက်ယုံလူသမားတွေကိုစစ်တပ်ကပေါ်တာဆွဲလို့ဆက်ယုံပိတ်လိုက်ရတဲ့အကြောင်းပြီးတော့ဝန်တွဲမှာလဲအိမ်ထဲအိတ်နေသူနဲ့အာယုံစွန်းပို့သူပါမချန်စစ်တပ်ကပေါ်တာဆွဲတဲ့အကြောင်းတွေလည်းတင်ပြပါမယ်။နောက်အရကတက်တော်ကဖန်တီရမိတဲ့စစ်တုံးမန်တွေကိုလူငင်းချမ်းသာခွင့်ပေးလိုက်တဲ့အကြောင်းလည်းရှိပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပိုင်ကျုံတောင်လုံးကျော်တိုက်ပွဲအပြီးမှာစစ်တပ်တပ်ဖွဲ့တွေတမောရွာထိတပ်ပြန်ဆုတ်သွားတဲ့အကြောင်းတွေအလုံးစုသီးပြီးတင်ဆက်ဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးထိကြိုင်းတဲ့ကတာဘကစီရေးချင်းတွေကိုစတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းထိကြိုင်းမြို့နယ်စစ်မျက်နှာမှာပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတွေကပူးပေါင်းတိုက်ပွဲဝင်နေတဲ့အကြောင်းတော်လိုင်းသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။အကြမ်းဖက်စစ်တပ်ကတကောင်းမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာထိကြိုင်းမြို့ဘက်ကိုထိုးစစ်ဆင်လာတာဖြစ်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ကိုယ်ကဲမှုကိုခံယူထားတဲ့တော်လိုင်းတပ်တွေကထိကြိုင်းစစ်မျက်နှာမှာ MOD တပ်ရင်းတွေနဲ့အတူပူးပေါင်းကတိုက်ပွဲဝင်နေကြတဲ့အကြောင်းသိရပါတယ်ခင်ဗျာ။လက်ရှိထိကြိုင်းစစ်ကွင်းမှာMOD တပ်ပေါင်းစုနဲ့ပူးပေါင်းပြီးတော့ထိကြိုင်းစစ်ကွယ်မှာတာဝန်ယူနေပါတယ်ပြည်သူတွေအနေနဲ့စိတ်ဓာတ်မကြပါနဲ့နိုင်တဲ့ဘက်ကနေဆက်လက်ဝန်ရံပေးကြဖို့မေတ္တာရက်ခံခြင်းပါတယ်ကျွန်တော်တို့တွေရှေ့ဆက်ပြီးတိုက်ပွဲဝင်နေပါတယ်အားတင်းထားကြပါလို့တော်လိုင်းတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနဟာလက်နက်ကင်တော်လိုင်းရေးဆင်နွှဲရာမှာနိုင်ငံတော်မှာရှိတဲ့တော်လန်ပြည်သူတွေကိုစီးယုံပြီးတော့၎င်းတော်လန်ပြည်သူတွေနဲ့စုဖွဲ့ထားတဲ့ရာထောင်ကြီးတဲ့ကာကွယ်ရေးအဖွဲ့မျိုးစုံကိုစုစည်းပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးပကဖတွေကိုဖွဲ့စည်းတူထောင်လျက်ရှိတဲ့အကြောင်းတခုတည်းသောကုကဲမှုရန်ရာကိုဖော်ဆောင်ပြီးတော်လန်ရေးတိုက်ပွဲတွေကိုဆင်နွှဲလျက်ရှိတယ်လို့ဆိုထားပါတယ်။ဒါကြောင့်ကုကဲမှုအောက်မရောက်ရှိသေးတဲ့ဒေသကာကွယ်ရေးအဖွဲ့တွေလည်းကုကဲမှုအောက်ရောက်ရှိအောင်ဆက်လက်စည်းရုံးပြီးတော့ဒီကုကဲမှုအောက်ရှိတရင်တပ်ဖွဲ့တွေနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်အစီအမြတ်ကျိုးစုစည်းရုံးလျက်ရှိတယ်လို့လည်းဖိတ်ခေါ်ထားပါတယ်ခင်ဗျာအထွေထွေထိုးစစ်ကိုဆင်နွှဲရမှာတပ်ဖွဲ့တွေအကွဲအပြားနဲ့ဆောင်ရွက်လို့မရနိုင်တာကြောင့်တခုတည်းသောကုကဲမှုတခုတည်းသောဥတီယာနဲ့စုစည်းညီညွတ်တဲ့အထုပ်ကျူပမှုတို့ရှိနေဖို့လိုအပ်တဲ့အကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကပြောဆိုထားပါတယ်ခင်ဗျာနောက်ဒီကနေ့ကတားမှာရှိတဲ့မဟာလေးတပ်ကျောင်းကိုစစ်ကော်မရှင်ကလေကြောင်းတက်ခိုက်လို့တန်ဃာတော်နဲ့စစ်ဆောင်တွေအများပြားတေဆုံးထိခိုက်တဲ့အကြောင်းတင်ပြပါမယ်။စစ်ကော်မရှင်တပ်ကတိုက်ပွဲဖြစ်ပွားနေတဲ့ကတားမြို့ကိုဒီကနေ့မွန်းလွဲပိုင်းမှာလေကြောင်းတိုက်ခိုက်တာတွေလုပ်တာကြောင့်တန်ဃာတော်နဲ့စစ်ဆောင်အပါအဝင်80လောက်ထိခိုက်တေဆုံးခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာ။ကတားမြို့ရက်ကွက်3မှာရှိတဲ့မဟာလေးတပ်ကျောင်းတိုက်ကိုစစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ဒေဆုံးပြင်းထန်တာရရှိသူများပြားတယ်လို့မြို့ကန်တွေနဲ့အဆက်အသွယ်ရရှိနေတဲ့မြို့သားတူကပြောဆိုတာဖြစ်ပါတယ်အမေဆိုရင်ဘိုက်မှာထိတော့အနာတွေကုရချုပ်ရပြီးတော့သူကိုယ်တိုင်လည်းဘုံစနည်းနည်းထိသွားတယ်လေရင်မချခင်ကလေးကအကုန်လုံးကအပြစ်မထွက်ရဲလို့အထဲမှာပဲနေကြတဲ့အချိန်မှာကိုလာကျဲချလိုက်တော့အများကြီးတည်တယ်တဲ့လမ်းမှာခြေပြက်လက်ပြက်တွေအပိုင်းပိုင်းနဲ့ကိုခွကြော်ပြီးပြေးခဲ့ကြတာတဲ့ဆိုင်ကယ်တွေလည်းအကုန်မီးလောင်ကုန်တော့ဒီတိုင်းပြေးခဲ့ကြတာလို့ပြောပြပါတယ်ခင်ဗျာလေကြောင်းဘုံကျဲခံရတဲ့မဟာလေးတပ်ကျောင်းတော်မှာစစ်ဆောင်တွေရှိပြီးတော့ဒီကနေ့မနေ့တိုက်ပွဲစတင်ချိန်ဖြစ်ပွားချိန်ကစတင်တိတ်ဆောင်လာသူတွေလည်းရှိတဲ့အကြောင်းသိရပါတယ်စစ်ကောင်စီတပ်ကလေရင်5စီးနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တေဆုံးထိခိုက်ဒဏ်ရာရသူ80လောက်ရှိကစေကူတာမှုခံယူဖို့ကျန်းမာရေးဝန်ထမ်းနဲ့စေဝါတွေလုံလောက်မှုမရှိတဲ့အကြောင်းလဲကတာဒေသကမြို့သားတူကပြောပါတယ်စစ်ဆောင်နေတာလည်းရှိတယ်လို့ရွာတဲ့ကအခုမှပြေးခဲ့သူတွေပါတေကြတာအများကြီးကျောင်းတိုင်လည်းပြန်လွန်သွားပြီးပြည်သူတွေလည်းတစားစီဖြစ်ခေါင်းပြတ်နဲ့ဒဏ်ရာရသူလည်းများတယ်တာဖားဆရာမဒူနာပြုဆရာမလေးတွေလှုပ်ပေးနေကြတယ်အခုဆေးရုံမှာဆရာမရှိဆေးဝါးမရှိဖြစ်နေတယ်အဲ့ဘက်ကိုအခုမဖြတ်ခိုင်းတော့ဘူးထောင်ချိတ်မှာတန်ကြပ်ကာကပိတ်ထားတယ်
အဝင်မခံတော့ဘူးဒဏ်ရာရသူတွေတော့အပြင်ခေါ်ခဲ့တာတည်တဲ့သူတွေတော့ဘယ်လိုလုပ်မလဲမသိဘူးလို့ပြောပြပါတယ်ခင်ဗျာ PDF တပ်ဖွဲ့ဝင်တွေကဒီကနေ့မနေ့3နာရီလောက်ကစတင်ပြီးတော့ကတာချင်းထောင်နီးကိုထိုးသစ်ဆင်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့သူကဆက်ပြောပြပါတယ်မနေ့ကမြိုင်ကျောင်းမှာစစ်တပ်ဘက်ကဆုံးကတ်တာအဲ့ဒါကို PDF သတင်းရပြီးတော့ဆက်လီတွေနဲ့တဖန်ကိုင်းကန်းဆက်ကိုဆက်လီကတ်တော့ရွာကလူတွေက PDF တွေဝင်လာပြီးဆိုပြီးအထုပ်တွေဆွဲပြီးလေးတဲ့ကျောင်းကိုပြေးကြတာ PDF ကစစ်တပ်ကိုမနေ့3နာရီလောက်ကလေးကဝိုင်းပစ်နေတာမနေ့ကမှလေရင်ခေါ်တယ်ကြတာလို့ပြောပြပါတယ်ခင်ဗျာဒီကတာမြို့မှာပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်ကစပြီးတော့တိုက်ပွဲပြင်းထန်နေခဲ့ပြီးတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်တာတွေခက်များများပြုလုပ်နေတဲ့အကြောင်းသိရပါတယ်ခင်ဗျာနောက်လက်နက်ကိုင်ကျင်ပြဿနာဖြစ်ရင်တော်လိုင်းရေးထိခိုက်နိုင်တယ်လို့ KIA ကပြောတဲ့အကြောင်းတင်ဆက်ချင်ပါတယ်တော်လိုင်းလက်နက်ကိုင်ကျင်ပြဿနာဖြစ်ရင်ຫນွေဦးတော်လိုင်းရေးကိုထိခိုက်နိုင်တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIA ပြောရေးဆိုခွင့်ရှိသူဘုံကြီးနော်ဘူကနေရင်စရာသတင်းဌာနကိုပြောဆိုလိုက်တာဖြစ်ပါတယ်။ TNL နဲ့ကိုကန့်တပ်တွေဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ KIA ပေါ်မှာတစုံတရာရိုက်ခတ်မှုရှိပါနိုင်သလားဆိုတဲ့မေးခွန်းကိုဘုံကြီးနော်ဘူကအဲ့ဒီလိုဖြေကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။သူပြောပြတာကတော်လန်ရေးအဖွဲ့ချင်းချင်းမှာအခုလိုမျိုးတစုံတရာဖြစ်လို့ရှိရင်တော့ຫນွေဦးတော်လန်ရေးကိုလည်းထိခိုက်မှုတစုံတရာရှိတော့ရှိမယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကစိတ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဥတီပြီးမှတိုက်ပွဲဝင်နေတဲ့လက်နက်ကင်အဖွဲ့တွေဖြစ်တယ်လိုအပ်တာကတော့လက်နက်ကင်အဖွဲ့အလုံးကတစုတစည်းတဲ့နဲ့အင်အားစုပြီးမှတိုက်ပွဲဝင်ဖို့လိုနေတဲ့အရေးကြီးတဲ့အဲ့လိုအချိန်မှာခုလိုမျိုးဖြစ်တယ်ဆိုလို့ချင်းတော့ထိခိုက်မှုတစုံတရာရှိနိုင်တယ်လို့ဘုံကြီးနော်ဘူကပြောတာဖြစ်ပါတယ်လောက်ကင်မြို့မှာကိုကန့်နဲ့တအန်တက်တွေနှစ်ဖက်ကောင်းတောင်3ရက်ကြာဆွေးနွေးပေမဲ့လည်းရလဒ်တစုံတရာမထွက်သေးတဲ့အကြောင်းသိရပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘုံကြီးနော်ဘူကအခုလိုပြောဆိုပါတယ်ကိုကန့်နဲ့ TNL တို့လောလောဆယ်ကျွန်တော်တို့ဒီလောလောဆယ်အကြောင်းကြားတာမရှိဘူးရှမ်းပြည်မြောက်ပိုင်းမှာကတော့ကျွန်တော်တို့လက်နက်ကင်အဖွဲ့တွေရောနှောပြီးမှနေတယ်ဆိုတော့တစ်ဖွဲ့မှာပြဿနာရှိရင်ကျန်တဲ့အဖွဲ့တွေလည်းအနည်းနဲ့အများတော့ဒီရိုက်ခတ်မှုရှိတယ်လို့သုံးသပ်ပြောဆိုပါတယ်ခင်ဗျာကိုကန့်နဲ့ TNL တို့ရဲ့တိုက်ပွဲတွေကြောင့် KIA ဆက်ဆက်နယ်မြေတွေမှာပြည်သူလူထုအကြားစိုးရိမ်တာတွေလည်းရှိနေကြတယ်လို့ဘုံကြီးနော်ဘူကဆက်ပြောပြပါတယ်ပြည်သူလူထုကတိုက်ပွဲတွေဖြစ်မှာကိုစိုးရိမ်တာအမှန်ပဲ TNL နဲ့ကိုကန့်တိုက်ပွဲငယ်လေးတွေဖြစ်တယ်နန်ခမ်းနဲ့နမကကြားတိုက်ပွဲတွေဖြစ်ခဲ့တယ်ဆိုတာသတင်းကြားခဲ့ပါတယ်ပြည်သူလူထုကတိုက်ပွဲတွေဖြစ်မှာစစ်ဆောင်ရမှာကိုသူတို့စိုးရိမ်ကြတယ်လို့ဖြေကြားခဲ့တာဖြစ်ပါတယ်မလ18ရက်ကစတင်ပြီးတော့လောက်ကင်မြို့မှာကိုကန့်တပ်ဖွဲ့နဲ့ဒီတမ်ပလောင်အဖွဲ့ခေါင်းဆောင်2ရက်ကြာဆွေးနွေးခဲ့ပေမဲ့လည်းရလဒ်တစုံတရာမထွက်သေးတဲ့အကြောင်း TNL ပြောရေးဆိုခွင့်ရှိသူလွေရီဦးကပြောဆိုထားပါတယ်ကိုကန့်မြို့နယ်ကိုကိုကန့်တပ်ဖွဲ့ MNDAA ဘက်ကမလ16ရက်မှာအလုံးစုံထိန်းချုပ်လိုက်ပြီးတဲ့နောက်မှာ TNL ထိန်းချုပ်ထားတဲ့နန်ခမ်းမြို့နဲ့နမ်မတူမြို့ဘက်ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်ပြီးတဲ့နောက်မှာနှစ်ဖက်တပ်ဖွဲ့ကဗဟိုကောင်းဆောင်တွေမလ18ရက်ကစတင်ပြီးတော့လောက်ကင်မြို့မှာတွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပါတယ်ခင်ဗျာနောက်စစ်တပ်ကင်းစင်တဲ့နိုင်ငံရေးစနစ်တစ်ကိုဥတီဖို့လက်နက်ကင်တော်လန်တဲ့နီလန်ကတပတခြားရွေးချယ်စရာမရှိဘူးလို့ချင်းမျိုးသားတပ်ဦး CNF ဥက္ကဋ္ဌကပြောလိုက်တဲ့အကြောင်းတင်ပြပေးကြပါမယ်မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်ချိန်မုံပြီးစစ်တပ်ကင်းစင်တဲ့နိုင်ငံရေးစနစ်တစ်တရတိဆောက်နိုင်ရေးအတွက်လက်နက်ကင်ခုခံတော်လန်တဲ့နီလန်ကတပတခြားရွေးချယ်စရာမရှိတဲ့အကြောင်းချင်းမျိုးသားတပ်ဦးဥက္ကဋ္ဌပူချင်းကြုံကဒီကနေ့ကြောက်တဲ့38ကြိမ်မြောက်ချင်းတော်လိုင်းနေ့မိန့်ခွန်းမှာထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။အရင်ကတနိုင်ငံလုံးအပြစ်ခတ်ရစရေး NCA စာချုပ်ကိုခြေခံပြီးတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့လည်းစစ်တပ်ကဂရိကဝတ်တွေကိုဖောက်ဖျက်ကလက်နက်အားကိုနဲ့လှုပ်ဆောင်လာခဲ့ပါတယ်။စစ်တပ်က3ကြိမ်တိုင်းလက်နက်နဲ့အာဏာသိမ်းခဲ့တဲ့အကြောင်းဒါကြောင့်အခုကစစ်တပ်ကင်းစင်တဲ့နိုင်ငံရေးစနစ်စီကိုဥတီဖို့လက်နက်ကင်တော်လန်ခြင်းကိုသာတခုတည်းသောနီလန့်အဖြစ်ရွေးချယ်ခဲ့ရတာဖြစ်တဲ့အကြောင်းဥက္ကဋ္ဌကရှင်းလင်းပြောဆိုတာဖြစ်ပါတယ်။လက်ရှိမှာချင်းပြည်နယ်အတွင်းချင်းလန်းဖွဲ့စည်းပုံအခြေခံဥပဒေ2023ကိုအတည်ပြုပြဋ္ဌာန်းပြီးဖြစ်ကအုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးရန်ရာတွေကိုစနစ်တကျဖော်ဆောင်လျက်ရှိတယ်လို့လည်းသိရပါတယ်။အထူးသဖြင့်ဒေသအလိုက်ချင်းရိုးရာထုံတန်းစင်လာဥပဒေတွေနဲ့အညီတရားစီရင်ရေးကဏ္ဍကိုလဲပတ်နေတဲ့ကဲ့သို့ချင်းပြည်နယ်အစိုးရအနေနဲ့ပညာရေးကျန်းမာရေးနဲ့လူမှုဝန်ဆောင်မှုလုပ်ငန်းတွေကိုပါတာဝန်ယူဆောင်ရွက်နေပြီဖြစ်တဲ့အကြောင်း၎င်းကပြောပြပါရယ်
ချင်းမျိုးသားတပ်မတော် CNA ကိုအရေးချင်းပြေဝတဲ့တပ်မတော်တရားဖြစ်ဆက်လက်တည်ဆောက်သွားမှာဖြစ်ပြီးတော့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ရေးအတွက်တခြားသောတော်လှန်ရေးအင်အားစုတွေမဟာမိတ်ဖွဲ့စည်းတွေနဲ့လည်းဟန်ချက်ညီညီပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တဲ့အကြောင်း၎င်းကဆက်လက်အတည်ပြုပြောကြားတာဖြစ်ပါတယ်ခင်ဗျာဒီချင်းတမျိုးသားလုံးကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်ချင်းပြည်သူလူထုတရားလုံးကစီးတီးလုံးလုံးနဲ့ဆက်လက်ဝန်ရံကြဖို့နဲ့မိမိတို့ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုမရောက်မချင်းသမိုင်းကိုဆက်လက်ရေးထိုးသွားကြဖို့ CNF ဥက္ကဋ္ဌကတိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာနောက်ကမ္မမြို့ရေတန်းဆက်ယုံလူသမားတွေကိုစစ်တပ်ကပေါ်တာဆွဲလို့ဆက်ယုံပိတ်လိုက်ရတဲ့အကြောင်းတင်ပြကြပါတယ်မကွေးတိုင်းကမ္မမြို့ကရေတန်းဆက်ယုံရဲ့လူသမားတွေကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခံရတာကြောင့်ဆက်ယုံပိတ်လိုက်ရတယ်လို့အဲ့ဒီရေတန်းဆက်ယုံပိုင်ရှင်ကပြောပါတယ်လွန်ခဲ့တဲ့၄ရက်ဝန်းကျင်ကဖြစ်ပွားခဲ့တဲ့အဲ့ဒီကမ္မမြို့ကစူပြေစတာရေတန်းဆက်ယုံရဲ့လူသမားတွေဟာရေတန်းဖို့ရင်နေကင်း3နာရီမှာပေါ်တာဆွဲဖမ်းဆီးခံရတာလို့ဆက်ယုံပိုင်ရှင်ကတစ်တော့လူမှုကွန်ရက်ကတဆင့်အတိပေးထားတာဖြစ်ပါတယ်။ဆက်ယုံက run လဲမ run ရပါဘူး။ဝန်ထမ်းတွေကခိုင်းလို့လည်းမရတော့ဘူးခေါ်လို့လည်းမရတော့ဘူးဒါကြောင့်မလို့ဆက်ယုံကိုလုံးလုံးပိတ်ထားရတယ်ဝန်ထမ်းမရှိတော့လို့ပါကြည်ဆက်ယုံပိတ်ထားပါတယ်လို့ပြောပြပါတယ်ခင်ဗျာ။ဒါပြင်ပေါ်တာဆွဲခံရတဲ့ကလေးတွေပြန်လဲလွတ်မြောက်ဖို့လဲကြိုးစားနေတယ်လို့ဆိုပြည်စတာရေတန်းဆက်ယုံပိုင်ရှင်ကဆိုပါတယ်။စစ်တပ်ကအခုမလအတွင်းမှာတရက်နဲ့ကမ္မမြို့နယ်တွေမှာစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးတာစိုးဝါနေပြီးတော့ဈေးဆိုင်တွေတဲ့ထိဝင်ဖမ်းတာနေအိမ်တွေပေါ်တက်ဆွဲတာတွေရှိတယ်လို့ဒေသခံတူကပြောပါတယ်။၄ရက်ထဲကို18ယောက်ဆွဲခံရတယ်လို့သူကလည်းပြောပါတယ်ခင်ဗျာ။စစ်မှုထမ်းပတ်စင်တစ်ခုမှာလူဦးရေ9000ခေါ်ယူမယ်လို့ကြေညာထားရမှာဖေဖော်ဝါရီလမှာစစ်မှုထမ်းပတ်စင်22ယောက်ရှိခေါ်ယူနေတာဖြစ်ပါတယ်။စစ်တပ်ကလူငယ်တွေကိုစစ်တနံပို့ပြီးတော့ရှေ့တန်းကိုစေလွတ်စစ်တိုက်ခိုင်းတာကြောင့်တေဆုံးဒဏ်ရာရသူထွက်ပြေးသူတော်လန်ရေးတပ်တွေထံအလင်းဝင်သူလက်နက်ချသူအများပြားလဲရှိနေပါတယ်ခင်ဗျာနောက်ပြီးတော့ဝန်တွဲမှာလဲအိမ်ထဲမှာနေသူနဲ့အာယုံသွန်းပို့သူပါမချန်စစ်တပ်ကပေါ်တာဆွဲတဲ့အကြောင်းဆက်ပြီးတင်ပြချင်ပါတယ်မန္တလေးတိုင်းဝန်တွဲမြို့နယ်မှာအိမ်ထဲအိမ်နေသူအာယုံသွန်းပို့သူပါမချန်စစ်တပ်ကပေါ်တာဆဲသွားတဲ့အကြောင်းဒေသခံတွေကပြောပါတယ်ခင်ဗျာဒီကနေ့မလ20ရက်မနေ့9နာရီခွဲလောက်ကစပြီးတော့မိထလာဘက်ကလိုက်ထရပ်ကား2စီးဆိုင်ကယ်2စီးနဲ့ထွက်လာတဲ့စစ်သားတွေဟာဝန်တွင်းမြို့နယ်မှာရှိတဲ့အိုက်တာဓာလညံကန်နဲ့ရှောက်တော်ကျေးရွာတွေမှာပေါ်တာဝင်ဆွဲခဲ့ရမှာအိုက်တာကျေးရွာက2ဦးညံကန်ရှောက်တော်ကျေးရွာက4ဦးတစ်ပလီကန်ကျေးရွာက2ဦးနဲ့ဓာလကျေးရွာက2ဦးစုစုပေါင်းအမျိုးသား10ဦးကိုပေါ်တာဆွဲခံရတဲ့အကြောင်း Voice of One တွင်ကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်တခြားရွာကလူတွေအသက်တော်မသိဘူးအိုင်တာက2ယောက်ကတော့တယောက်က20တယောက်က35ကျော်မိထလာကနေဆွဲတာဘိထလာကိုပဲပြန်ခေါ်သွားမယ်ထင်တယ်မိန်းကလေးမပါဘူးကြားတွေကြီးဆွဲခံရတာလို့ Voice of One တွဲမှာတာဝန်ရှိသူတို့ကပြောဆိုတာဖြစ်ပါတယ်အဲ့ဒီစစ်သားတွေဟာမလ20ရက်မနေ့9နာရီခွဲအထိပေါ်တာဆွဲနေတဲ့ဖြစ်တယ်လို့သိရပါတယ်အခုလိုမိထလာဘက်ကလာပြီးပေါ်တာဆွဲနေရမှာ3ရက်ရှိပြီဖြစ်ပြီးတော့3ရက်အတွင်းမှာလူအယောက်30လောက်ပေါ်တာဆွဲခံရတာလို့သိရပါတယ်။ဒါပြင်မလ20ရက်မနေ့8နာရီလောက်ကလည်းမိထလာဘက်ကလိုက်ထရပ်ကားတစ်စီးနဲ့စစ်သား15ဦးလောက်ပါတဲ့စစ်ကား3စီးဟာဒီဝန်တွင်းမြို့တွင်ပင်တလဲကျေးရွာဘက်ကိုရောက်ရှိနေတာကြောင့်ထပ်မံပေါ်တာဆွဲနိုင်ခြေရှိတဲ့အကြောင်း Voice of One ကသတိပေးထားပါတယ်ခင်ဗျာ။နောက်ရကတက်တော်ကဖန်တီးရမိထားတဲ့စစ်တုံးမတချို့ကိုလွန်ငင်းချမ်းသာကွင်းနဲ့ပြန်လွတ်ပေးလိုက်တဲ့အကြောင်းတင်ပြပေးပါမယ်။ရကဒေတာတိုက်ပွဲအတွင်းမှာဖန်တီးရမိတဲ့စစ်တုံးမတချို့ကိုရကတက်တော် AA ကလွန်ငင်းချမ်းသာကွင်းနဲ့ပြန်လဲဆေလွတ်ပေးခဲ့တဲ့အကြောင်းသိရပါတယ်။အဲ့ဒီစစ်တုံးမတွေကိုလွန်ငင်းချမ်းသာကွင်းပေးတဲ့အခမ်းအနားကိုတော့2026ခုနှစ်မလ14ရက်နေ့မှာရကတက်တော် Alpha 1ဒေတာမှာကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။အခမ်းအနားမှာလွတ်မြောက်လာတဲ့စစ်တုံးမမိသားစုဝင်တွေကိုစားဒေါ်နန္ဒာလည်းကကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။အဲ့ဒီလူငင်းချမ်းသာခွင့်ပေးတာနဲ့ပတ်သက်ပြီးတော့ရကတက်တော်က2026ခုနှစ်မတ်လ20ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ရကဒေသအတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကော်မရှင်ဘက်ကအရာရှိနဲ့စစ်သည်အမြောက်များကိုရကတက်တော်ကဖမ်းဆီးရမိထားတာလို့သိရပါတယ်။ရခိုင်ကလည်းရကတက်တော်ဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေများအဖြစ်ဒီဖန်တီးရမိထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့၎င်းတို့ရဲ့မိသားစုဝင်အချို့ကိုအကြိမ်ကြိမ်ပြန်လွှတ်ပေးခဲ့တဲ့တာရကတွေလည်းရှိခဲ့ပါတယ်ခင်ဗျာနောက်ထပ်ကရင်ပြည်နယ်ကတိုက်ပွဲသတင်းတစ်ခုကိုတင်ပြကြပါမယ်
အဲ့ဒါကတော့ပိုင်ကျုံတောင်လုံးကျော်တိုက်ပွဲအပြီးမှာစစ်တပ်ဖွဲ့တွေကတငေါရွာအထိတပ်ပြန်ဆုတ်သွားတဲ့အကြောင်းတင်ပြကြပါမယ်။ KNU ဖာအန် KI တပ်မခွန်နယ်မြေတောင်လုံးကျော်နေရာမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကစစ်တပ်နဲ့ KNL ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပြီးမှနောက်ပြန်ဆုတ်သွားတဲ့အဲ့ဒီစစ်အုပ်စုတပ်ဖွဲ့ဟာပိုင်ကျုံမြို့အနီးတငေါကျေးရွာဝန်းကျင်မှာဒီကနေ့ချိန်ထိတပ်ထိုင်ချထားတဲ့အကြောင်း KNL သတင်းရင်းမြစ်ကပြောဆိုပါတယ်။နေဆက်စကန်ရှိတဲ့နေရာကိုဥတီစစ်ကြောင်းထုတ်ခဲ့တဲ့စစ်အုပ်စုတပ်ဖွဲ့တွေကိုဖေဖော်ဝါရီလ23ရက်နေ့ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်တာကြောင့်အထိနာပြီးတော့နောက်ပြန်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းကဒီနေ့ထိတငေါရွာအနီးကရာဘာချန်စိုက်ပြိုးချံအတွင်းဒီတပ်ဆွဲနေပြီးတော့ရှေ့မတူနောက်မဆုတ်လုံနေတယ်လို့အမည်မဖော်လူသူ KNL တပ်ဖွဲ့ဝင်တို့ကပြောပါတယ်ခင်ဗျာမလ20ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ